အားလုံးပဲမင်္ဂလာပါ PSO channel မှာကြိုဆိုပါရစေကျွန်တော်ဒီနေ့မှာဒီ Vivo လုံးလေးကိုကျွန်တော်ခြာချင်းကတ်လဲမယ်တခြားလိုတာလေးတွေကိုကျွန်တော်လည်းထည့်ပြောသွားပေးမယ်ပေါ့နော်မိတ်ဆွေတို့ဖုန်းပြုတ်ပြင်နေတယ်နော်ဖုန်းပြုတ်ပြင်နေတယ်စိတ်ဝင်စားတဲ့ဝါသနာပါတယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လေးနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့တူအစဆုံးလုပ်ကြည့်လိုက်ရအောင်နော်ဟုတ်ပြီဒါဆိုရင်ဒီကောင်လေးကိုကျွန်တော်တို့ကခွာမယ်ဆိုရင်ဒီ model မှာဆိုရင်နော်ဟုတ်ပြီကျွန်တော်ဒီမှာဒီကာဘာကနေကျွန်တော်လှိုက်ပြီးတော့ကျွန်တော်လက်သေးနဲ့ပဲတန်တယ်လက်သေးလေးကိုကြားထိုးပြီးတော့မှန်ဘက်ကိုအားမပြူနဲ့မှန်ဘက်ကိုအားပြူရင်မှန်ကွဲသွားနိုင်တာပေါ့နော်အဲ့ဒါလေးကတော့ကျွန်တော်ဒီအဓိကပေါ့နော်အဓိက main အဲ့ဒါပဲနော်ခွာတာတက်တာတတိထားဖို့ပဲနော် okay ဒီကောင် finger ကြိုးလေးပါတယ် finger ကြိုးပါမယ်တတိထားပြီနော် finger ကြိုးပြတ်သွားမယ် okay ရပြီအဲ့ဆိုရင်ကျွန်တော်တစ်ခေါလုံးကြွလာပြီနော်ကြွလာပြီဆိုရင်တော့ finger ကြိုးတိချိလိုက်မယ်တစ်ချက်လောက်ရှင်းနေဘလို့ရှိလဲတိတ်ကတ်ထားတော့ shortcut နဲ့ okay ဒီမှာဒါလေးကလော်တင်လိုက်အောင်မယ်နော်အဲ့ဆိုတော့ရပါပြီကျွန်တော်ဒီကောင်ကိုအာသင်ကောင်မကောင်းတာဖြစ်တဲ့အတွက်အာသင်ကောင်ဖြုတ်လဲမယ်ဒီမှာစကူတွေကောင်ဖြုတ်မယ်ပေါ့နော်ဖြုတ်ချလိုက်မယ်နောက်တစ်ဖက် okay ဖြုတ်ချလိုက်ပြီနောက်တစ်ဖက်အောက်ခုချတဲ့ခါကျရင်လည်းနည်းနည်းတတိထားနော်တခုခုနေလို့ရှင်ကျွန်တော်ပေါ်လေးနည်းနည်းလေးဖိလိုက်တယ်ဆိုရင်မှန်လစ်သွားနိုင်တယ်အဲ့ဒါလေးကြာတော့ကျွန်တော်ဖော့အိတ်လေးခံပြီးတော့လှည့်လေရနော်ဒါမှမဟုတ်လက်ပေါ်တင်ပြီးလှည့်လေရဒါမှဒီလိုဖော့အိတ်လေးပေါ့နော်ဒီလိုဖော့အိတ်လေးခံပြီးတော့ဒီမှာလှည့်မယ်လှည့်ဖြုတ်မယ်โอเคဒီမှာကလောတင်လိုက်ပြီကဲဒီမှာကျွန်တော်အပေါ်ချမ်းကိုအားသိမ်းကောင်းဒီ power ပေးထားတဲ့ battery shortcut ကိုတော့အရင်ဆုံးဖြုတ်ဖို့လိုတော့ပေါ့နော်ဒါလေးတော့မပေါ့နဲ့ okay ဒီခေါင်းကအားမဝင်ဘူးပေါ့နော်အားမဝင်ဆိုတော့ဒီခြံရင်ကောက်ကိုကျွန်တော်တို့အစ်စ်လဲလိုက်မှာပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ပြန်တက်မယ်ပေါ့နော်ပြန်တက်မယ်ဒီနေသားလေးကိုဒီမှာကြည့် shortcut လေးတည့်ပြီဆိုရင်နော် shortcut လေးတည့်ပြီဆိုတော့ဒါလေးဖိချပေးလိုက်ရုံပဲကျွန်တော်နောက်ဝက်ကျိုးစင်ကပ်ပေါ့နော်စင်ကပ်တိုင်းဆိုင်ရာတက်တဲ့ကျိုးနေရာလေးပေါ့အဲ့ဒါလေးကိုကျွန်တော်တည့်ပြီးဆိုရင်ဒါလေးဖိချလိုက်မယ်နေရာတိုင်းကြမယ်ကြပြီးကျွန်တော်ဖုန်းလေးပြန်ဖုံးပါပေါ့နော်โอเคဖုန်းလေးဖုံးမယ်အဲ့ဒါဆိုရင်မိတ်ဆွေတို့ကနော်ဒီ model မှာဆိုရင်ကြောက်လက်တစ်ချောင်းလောက်ရှိတယ်ဆိုရင်ကျွန်တော်လှုပ်လို့ရပြီပေါ့နော်ဟိုဆိုင်မသွားချင်ဘူးကိုယ်တိုင်လှုပ်ကြည့်ချင်တယ်ဆိုရင်လည်းကျွန်တော်အခုလှုပ်ပြသလိုလှုပ်ကြည့်မယ်ဆိုရင်အဆင်ပြေတယ်ပေါ့နော်ဟုတ်ပြီဒါလေးကိုကျွန်တော်တို့မူလီအကုန်လုံးတက်လိုက်မယ်โอเคနှစ်ဖက်တက်လိုက်ပါဘောနှစ်ဖက်တက်ပြီးကျွန်တော်စမ်းကြည့်မယ်နော်โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့မှာကြည့်အားဆောက်ဝင်ပြီပေါ့နော်အားဆောက်ဝင်ပြီကျွန်တော်တို့ net တွေဒီအကုန်လုံးပြန်ဆွဲလိုက်မှာပေါ့နော်ဒီ screw တွေအကုန်လုံးကိုပြန်ဆွဲမယ်โอเคဒါဆိုရင်မိတ်ဆွေတို့ကနော်မိတ်ဆွေတို့အတွက်အထောက်အကူဖြစ်မယ်လို့ကျွန်တော်ထင်တယ်မိတ်ဆွေတို့ကအခုလိုမျိုးဖုံးပြုတ်ပြင်နေတယ်ပေါ့နော်ဘယ်အပိုင်းတွေကိုစိတ်ဝင်စားလဲဘယ်အပိုင်းတွေလှုပ်ချင်လဲဆိုတာကိုနောက်ထပ်ဗီဒီယိုကျွန်တော်ထပ်လုပ်လို့ရအောင်မိတ်ဆွေတို့ရဲ့အခုလိုအပ်တဲ့ဗီဒီယိုပေါ့နော်မိတ်ဆွေတို့ဘယ်စိတ်ပိုင်းလိုချင်တာလဲဥပမာဘာလုပ်နေပေါ့နော်တခုလုပ်နေမိတ်ဆွေတို့ comment ထဲမှာဝင်ရေးသွားပြီကျွန်တော်လုပ်ပေးမယ်ဗီဒီယိုလေးလုပ်ပြီးတော့ကျွန်တော်ထပ်ပြီးတော့ဆင်းပြပေးမယ်ပေါ့နော်โอเคအဲ့ဒါဆိုကျွန်တော်စကူလေးအကောင်လုံးဆွဲပြီးပြီဆိုရင်တာလေးကျွန်တော်တို့ဖုံးလေးပြန်အုပ်ရုံပဲကျန်တော့ပေါ့နော်ဒီမှာသူ့နေရာအထိုင်ကြဖြစ်ပြီးဒီမှာစကူတစ်လုံးပြန်ထပ်ကျလိုက်ပါနော်โอเคဒီမှာစကူအကောင်လုံးပြန်ကျန်မယ်ကျလို့ပြီးတော့ဆက်လက်နိုးတော့ဆက်လက်နိုးသွားပြီဆိုရင်ဒီမှာ finger ကျိုးနေရာညာတက်မယ်တက်ပြီးတော့ကျွန်တော်ဒီမှာအသားလေးဒီလိုလေးပေါ့နော်ပြန်အုပ်လိုက်ရုံပဲပေါ့နော်အဆုံးထိကြည့်ပြီးတဲ့တယောက်ချင်းတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လေးနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်မိတ်ဆွေတို့သိချင်တဲ့အကြောင်းအရာလေးများရှိရင်ဒီဗီဒီယိုရဲ့ comment ထဲမှာဝင်ရောက်ရေးသွားနိုင်ပါတယ်ကျွန်တော်ပြန်ပြီးတော့ဒီဗီဒီယိုလေးနဲ့ထပ်တင်ပေးမှာပေါ့နော်